สวัสดีค่ะအလုပ်ရှင်နဲ့အလုပ်သမားပြောကြတဲ့လုပ်ငန်းထဲမှာပတ်သက်တဲ့ထိုင်းစကားလုံးအလုံး90ကိုလေ့လာကြည့်ကြရအောင်စဉ်းစားဖို့အတွက်အချိန်3စက္ကန့်ပေးပါမယ်လိုက်ပြောကြည့်ကြရအောင်เนาะခရစ်ရဲ့နောက်ပိုင်းမှာဗမာလိုမရှင်းပြဘဲနဲ့ထိုင်းရံမြန်မာရဲ့တခါတည်းပြန်နှွေးပေးပါမယ်ကျွန်တော်အကူအညီလိုအပ်တယ်ผมต้องการความช่วยเหลือผมต้องการจะนอโลอัตตีความช่วยเหลือกูညီမှုจะนอกูညီโลอัตเดผมต้องการความช่วยเหลือผมต้องการความช่วยเหลือผมต้องการความช่วยเหลือအကောင်လုံးကိုနားထောင်တယ်ဥပမာတတိယကိုပြောတဲ့စကားလုံးအကောင်လုံးကိုသူကနားထောင်ပေးတယ်နားထောင်ပေးမယ်အဲ့လိုပြောလို့ရှိရင်ဘယ်လိုပြောမလဲผมรับฟังทุกอย่างผมจะหนอรับฟังလက်ခံတယ်နားထောင်ပြီးတော့မှလက်ခံတယ်လက်ခံပြီးတော့နားထောင်တယ်ทุกอย่างအားလုံးကျွန်တော်အားလုံးကိုလက်ခံပြီးနားထောင်ပေးတယ်ผมรับฟังทุกอย่างผมรับฟังทุกอย่างผมรับฟังทุกอย่างတခုခုရှိရင်ပြောပါมีอะไรก็บอกได้มีอะไรဘာရှိတာလဲก็บอกได้ပြောလို့ရတယ်တခုခုရှိရင်ပြောလို့ရတယ်အလုပ်ထဲမှာကိစ္စတခုခုပြဿနာတခုခုအလုပ်ငန်းရှင်တွေထဲမှာတခုခုအဲ့လိုမျိုးပေါ့နော်တခုခုရှိရင်ပြောလို့ရတယ်လို့ပြောတာပေါ့နော်มีอะไรก็บอกได้มีอะไรก็บอกได้มีอะไรก็บอกได้ဒီနေ့လုပ်ရမယ့်လုပ်ငန်းงานที่ต้องทำวันนี้งานအလုပ်ที่ต้องทำလုပ်ရမယ်วันนี้ဒီနေ့လုပ်ရမယ်အလုပ်งานที่ต้องทำวันนี้งานที่ต้องทำวันนี้งานที่ต้องทำวันนี้အခြေအနေဘယ်အထိတိုးတက်သွားပြီလဲအလုပ်ရှင်ကမေးမယ်ဆိုရင်ဘယ်လိုပြောမလဲคืบหน้าไปถึงไหนแล้วคืบหน้าဆိုတာအရှိဘက်ကိုတိုးတက်ပြီးသွားတာအရှိကိုခြေလန်းတာคืบหน้าလို့ပြောတယ်နော်ပိုက်ထင်နိုင်လဲဘယ်အထိရောက်ပြီလဲအလုပ်တွေထဲမှာအရှိကိုဘယ်အထိတိုးတက်သွားပြီလဲလို့မေးချင်တာပေါ့နော်คืบหน้าไปถึงไหนแล้วคืบหน้าไปถึงไหนแล้วคืบหน้าไปถึงไหนแล้วတွေ့ကြုံရတဲ့ပြဿနာปัญหาที่เจอปัญหาပြဿนาที่เจอတွေ့ရတော့ပြဿနာปัญหาที่เจอปัญหาที่เจอปัญหาที่เจอအဲ့ဒီပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းวิธีแก้ปัญหาวิธีနည်းလမ်းแก้ปัญหาပြဿနာကိုဖြေရှင်းတယ်วิธีแก้ปัญหาวิธีแก้ปัญหาวิธีแก้ปัญหาအရေးကြီးတဲ့လုပ်ငန်းအခုချက်ချင်းလိုအပ်တယ်အခုချက်ချင်းလုပ်ရမယ်အရေးကြီးတဲ့လုပ်ငန်းပေါ့နော်งานด่วนဆိုတာကအရေးကြီးတယ်အခုချက်ချင်းလုပ်ရမယ်အခုပဲသူတို့ကလာယူရမယ်ဆိုအဲ့ဒါงานด่วนလို့ပြောလို့ရတယ်နော်งานด่วนအကြံအဉာဏ်အသွေးအခေါ်ဖော်ပြသည်แสดงความคิดเห็นแสดงဆိုတာဖော်ပြတယ်ความคิดเห็นဆိုတာကအသွေးမိမိရဲ့အသွေးအခေါ်မိမိရဲ့စဉ်းစားထင်မြင်ချက်အဲ့ဒါကိုဖော်ပြတာပေါ့နော်แสดงความคิดเห็นแสดงความคิดเห็นแสดงความคิดเห็นတကယ်လို့ကိုကအလုပ်ထဲမှာတခုခုအလုပ်ရှင်ကအဲ့ဒီပြဿနာကိုတိတ်မသိဘူးကိုကတော့သိတယ်ဘာကြောင့်လဲဆိုကိုကအဲ့ဒီရဲ့အရှိမအလုပ်လုပ်နေရတဲ့လူဆိုတော့အဲ့ဒါကိုကနည်းနည်းလေးကျွန်တော်ရဲ့အကြံဉာဏ်လေးပြောပြမယ်အဲ့လိုမျိုးပြောလို့ရှိရင်ဒီစကားလုံးသုံးလို့ရတယ်နော်ခေါ်แสดงความคิดเห็นหน่อยครับလို့ပြောလို့ရတယ်နော်စီဝေးခေါ်တယ်เรียกประชุมเรียกคอตีประชุมဆိုတာစီဝေးเรียกประชุมเรียกประชุมเรียกประชุมနီးစနစ်အတိုင်းလိုက်လုပ်တယ်ทำตามกฎเกณฑ์ทำตามไล่เล่าดีกฎเกณฑ์ဆိုတာကနီးစနစ်ပေါ့နော်ทำตามกฎเกณฑ์ทำตามกฎเกณฑ์ทำตามกฎเกณฑ์စီကံရှိသည်
มีวินัยมีရှိတီဝိနိုင်စီကံมีวินัยมีวินัยมีวินัยအမြန်လုပ်ရမယ့်လုပ်ငန်းအခုနကဥစ္စာနဲ့နည်းနည်းတူတယ်နော်အမြန်လုပ်ရမယ့်လုပ်ငန်းဆိုရင်งานเร่งงานအလုပ်เร่งဆိုတာကမြင်မြန်လုပ်အခုပဲပို့ရမယ်အဲ့လိုမျိုးงานเร่งเนาะงานเร่งနဲ့งานด่วนနဲ့ကနီးစပ်တယ်အဲ့ဒီနှစ်ခုစလုံးတွဲပြီးတော့မှပြောလဲရတယ်งานเร่งงานด่วนเนาะงานเร่งงานเร่งงานเร่ง customer ကအလိုရှိတယ်ลูกค้าต้องการลูกค้า customer ต้องการအလိုရှိတယ်အဲ့ဒီရဲ့customer ကအလိုရှိတယ်လိုချင်တယ်အလိုရှိတယ်ပေါ့နော်ลูกค้าต้องการลูกค้าต้องการลูกค้าต้องการအတွေ့အကြုံကိုဝေမျှတယ်แชร์ประสบการณ์แชร์ဆိုတာကအင်္ဂလိပ်စကားနေမွေးစားတဲ့စကားလုံးဖြစ်တယ်แชร์လုပ်ပြီးတာ share လုပ်ပြီးတာပေါ့နော် share လုပ်ပြီးတာပေါ့ประสบการณ์ဆိုတာအတွေ့အကြုံကို share လုပ်ပြီးတယ်အကယ်၍အလုပ်ထဲမှာ तू ကအကြားကြီးလှုပ်ဖူးသွားတဲ့လူဆိုရင် तू ကကိုယ့်ကိုပြန်ပြီးတော့မှအတွေ့အကြုံ share ပေးတယ်ဒါမှမဟုတ်ကိုကလည်းလှုပ်တာကြာသွားတော့အစ်စ်လာတဲ့လူတွေကိုကိုကအတွေ့အကြုံ share ပေးတယ်အဲ့လိုမျိုးသုံးလို့ရတယ်နော်แชร์ประสบการณ์แชร์ประสบการณ์แชร์ประสบการณ์ကျွမ်းကျင်မှုတွေဝေငှတယ်ကိုကတခုခုကျွမ်းကျင်တော့နောက်တစ်ယောက်ကိုပြန်ပြီးတော့မှဝေငှတယ်ပြန်ပြီးမိတ်ဆက်ပေးတယ်ပြန်ပြီးပြောပြပေးတယ်အဲ့လိုပုံစံနော်แนะนำทักษะแนะนำဆိုတာကသူ့ရဲ့တလုံးထဲဆိုရင်မိတ်ဆက်ပေးတာแนะนำဒါပေမဲ့ဒီနေရာမှာแนะนำทักษะဆိုရင်တော့ကျွမ်းကျင်မှုတွေကိုဝေငှတယ်အဲ့လိုအတိတ်ပဲပြန်ရောက်သွားတယ်နော်ကျွမ်းကျင်မှုတွေဝေငှတယ်แนะนำทักษะแนะนำทักษะแนะนำทักษะကားအရင်ကျက်လို့လာတာနောက်ကျတယ်รถติดเลยมาช้ารถติดကားကျက်တာเลยတော့ကြောင့်มาช้าလာတာနောက်ကျတယ်รถติดเลยมาช้ารถติดเลยมาช้ารถติดเลยมาช้าပိတ်ရဲ့ဘယ်သွားမှာလဲวันหยุดไปไหนดีวันหยุดไปแยะไปไหนดีဘယ်သွားရင်ကောင်းမလဲไปแยะမှာဘယ်သွားရင်ကောင်းမလဲวันหยุดไปไหนดีวันหยุดไปไหนดีวันหยุดไปไหนดีတဘောလွဲတယ်เข้าใจผิดတခုခုမပြောပြကြရလို့တဘောလွဲသွားတာသူပြောတာကိုကနားမလဲတာဒါမှမဟုတ်ကိုကပြောတာသူကနားမလဲတာတဘောလွဲတာပေါ့နော်เข้าใจผิดเข้าใจผิดเข้าใจผิดเข้าใจဆိုတာနားလဲတယ်ผิดဆိုတာကမှားတယ်နားလဲမှုမှားတယ်ဆိုတော့တဘောလွဲတာပဲပေါ့နော်အဓိကအကြောင်းရင်းကဘာလဲအလုပ်ထဲမှာတယောက်ယောက်နဲ့အတိုက်အခန်းဖြစ်လို့ဖြည့်ရှင်းပေးတယ်တတိယဖြည့်ရှင်းမယ်သူတို့ရဲ့အဓိကအကြောင်းရင်းနင်တို့ရဲ့ရံဖြစ်ရတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုရင်ဒီစကားလုံးပြောလို့ရတယ်เหตุผลหลักคืออะไรเหตุผลဆိုတာအကြောင်းရင်းหลักဆိုတာကအဓိကคืออะไรဘာလဲเนาะเหตุผลหลักคืออะไรเหตุผลหลักคืออะไรเหตุผลหลักคืออะไรပြောရဲဆိုရဲတယ်กล้าถามกล้าพูดกล้าရဲရင်နဲ့ถามဆိုတာမေးတယ်မေးရဲတယ်ပြောရဲတယ်เนาะกล้าพูดပြောရဲတယ်กล้าถามกล้าพูดกล้าถามกล้าพูดกล้าถามกล้าพูดပြီးစီးသွားပြီလားเรียบร้อยหรือยังเรียบร้อยပြီးစီးတယ်หรือยังပြီလားเรียบร้อยหรือยังเรียบร้อยหรือยังเรียบร้อยหรือยังတယောက်ကိုတယောက်ကူညီဖေးမတယ်ဒီစကားလုံးတော့ခက်မှန်းလို့ရမလားမသိဘူးတယောက်ကိုတယောက်ကူညီဖေးမတယ်ร่วมด้วยช่วยกันร่วมด้วยဆိုတာကတယောက်နဲ့တယောက်အားလုံးစုပေါင်းပြီးတော့မှช่วยกันကူညီကြတယ်အားလုံးစုပေါင်းပြီးတော့မှကူညီကြတယ်အလုပ်ထဲမှာပေါ့နော်ร่วมด้วยช่วยกันဆိုရင်ဒါကကောင်းတဲ့အရာဖြစ်တာပေါ့နော်တယောက်နဲ့တယောက်ကူညီပေးကြတယ်ร่วมด้วยช่วยกันร่วมด้วยช่วยกันร่วมด้วยช่วยกันร่วมမှာပါစပ်ပြရမယ်ร่วมด้วยช่วยกัน
အတန်မကျယ်ရဘူးห้ามเสียงดังห้ามဆိုတာตามရတဲ့စကားလုံးเสียงดังအတန်ကျယ်တယ်ห้ามเสียงดังဆိုတော့အတန်မကျယ်ရပါเนาะห้ามเสียงดังห้ามเสียงดังห้ามเสียงดังဒါတွေအတန်ထွက်ရပါမယ်ဖုန်းလက်ကင်ဖုန်းသုံးခွင့်မရှိห้ามใช้มือถือห้ามตามยတဲ့ใช้ตรงในมือถือและไก่ฟงห้ามใช้มือถือห้ามใช้มือถือห้ามใช้มือถืออะไรแถมและไก่ฟงมาตรงยาบูลูกပြောချင်တာပေါ့နော်မနေ့ဖြန်ပြီးမယ်လို့ခံမှန်းရပါတယ်အလုပ်ခိုင်းတဲ့အခါမှာဒီနေ့မပြီးဘူးမနေ့ဖြန်ပြီးမယ်လို့ကျွန်တော်ခံမှန်းလို့ရပါတယ်အဲ့လိုပုံစံပေါ့နော်คาดว่าจะเสร็จพรุ่งนี้คาดว่าခံမှန်းချေကိုပြောတယ်จะเสร็จပြီးလိမ့်မယ်พรุ่งนี้မနေ့ဖြန်ပြီးလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ခံမှန်းတယ်အကယ်၍မနေ့ဖြန်နေရာမှာရှေ့အပတ်ဆိုရင်สัปดาห์หน้าအဲ့လိုပြောလို့ရတယ်ပေါ့နော်အဲ့ဒီနေရာမှာပြောင်းပြောလို့ရတယ်คาดว่าจะเสร็จพรุ่งนี้คาดว่าจะเสร็จพรุ่งนี้คาดว่าจะเสร็จพรุ่งนี้ကျွန်တော်หัวหน้าခေါင်းဆောင်ပေါ့နော်ပြောတဲ့အတိုင်းလိုက်လုပ်တယ်ผมทำตามที่หัวหน้าบอกผมจะหนอทำตามไล่เล่าแต่ที่အရာတွေหัวหน้าဆိုတာခေါင်းဆောင်ပြောတယ်บอกဆိုတာပြောတယ်ပေါ့နော်ခေါင်းဆောင်ပြောတဲ့အတိုင်းကျွန်တော်အကုန်လုံးလိုက်လုပ်တယ်ผมทำตามที่หัวหน้าบอกผมทำตามที่หัวหน้าบอกผมทำตามที่หัวหน้าบอกနည်းနည်းလေးအကြံဉာဏ်ပေးခဲ့လို့ရမလားရှင်ကိုကတိတ်မသိတော့ तू ကကိုနည်းနည်းလေးအကြံဉာဏ်ပေးခဲ့ပါလို့ပြောချင်တာပေါ့နော်ช่วยแนะนำหน่อยได้ไหมคะช่วยแนะนำช่วยကူညီတီแนะนำဆိုတာကခုနပြောတဲ့မိတ်ဆက်ပေးတယ်ဒါမဲ့ဒီနေရာမှာအကြံပြုတီလို့အတိပ္ပယ်တက်ရောက်တယ်ဝေငှတယ်လို့လည်းပြောလို့ရတယ်เนาะ หน่อยဆိုတော့နည်းနည်းလေးပေါ့เนาะได้ไหมคะရမလားရှင်ช่วยแนะนำหน่อยได้ไหมคะช่วยแนะนำหน่อยได้ไหมคะช่วยแนะนำหน่อยได้ไหมคะဘယ်အရာတွေထက်လိုချင်ပါသေးတယ်လဲခမဘယ်အရာတွေအလိုရှိပါသေးလဲခမต้องการอะไรเพิ่มครับต้องการအလိုရှိသည်อะไรဘာလဲเพิ่มဆိုတာထပ်ဖြည့်တာเนาะရှိတာထက်ထပ်ဖြည့်တယ်ครับဆိုတာခမပေါ့เนาะต้องการอะไรเพิ่มครับต้องการอะไรเพิ่มไหมလို့ထည့်လိုက်ရတယ်เนาะต้องการอะไรเพิ่มไหมครับต้องการอะไรเพิ่มไหมครับต้องการอะไรเพิ่มไหมครับထပ်ပြီးတော့မှအမိန့်ပေးခဲ့လို့ရပါတယ်ဒါမှမဟုတ်ရင်ထပ်ပြီးမှာခဲ့လို့ရပါတယ်สั่งมาได้เลยครับสั่งဆိုတာကมาတီတခုခုมาတယ်ဒါမှမဟုတ်ရင်ဗာလဲအမိန့်ပေးတာလဲสั่งလို့ပြောတာပဲเนาะมาได้ဆိုရပါတယ်เลยครับဆိုနောက်ဆက်စကားပေါ့เนาะมาခဲ့လို့ရပါတယ်ဒါမှမဟုတ်အမိန့်ပေးခဲ့လို့ရပါတယ်สั่งมาได้เลยครับสั่งมาได้เลยครับสั่งมาได้เลยครับအချိန်နည်းနည်းလေးထပ်ပြီးဖြည့်လို့ရမလားအချိန်နည်းနည်းလေးထပ်တောင်းလို့ရမလားဆိုရင်ဘယ်လိုပြောမလဲขอเวลาเพิ่มอีกนิดได้ไหมครับขอเวลาအချိန်ကိုတောင်းတာเพิ่มဆိုတာဖြည့်သည်อีกนิดနောက်ထပ်နည်းနည်းလေးได้ไหมครับရမလားခမအကယ်၍ကိုကအလုံးမပြီးသေးဘူးနောက်ထပ်အချိန်နည်းနည်းလေးထပ်ပေးလို့ရမလားအချိန်နည်းနည်းလေးထပ်ယူလို့ရမလားအဲ့လိုမျိုးတောင်းချင်တာပေါ့နော်ขอเวลาเพิ่มอีกนิดได้ไหมครับขอเวลาเพิ่มอีกนิดได้ไหมครับขอเวลาเพิ่มอีกนิดได้ไหมครับတကယ်လို့အလုံးမဟုတ်လို့ရှိရင်လည်းအကျွေးယူတာပေါ့နော်ကိုကသူတို့အကျွေးယူထားတယ်ပြန်ပေးဖို့မရှိသေးဘူးဆိုရင်နောက်တစ်ရက်နှစ်ရက်လို့စောင့်လို့ရမလားလို့ဆိုရင်လည်းဒီစကားလုံးပြောလို့ရတယ်နော်ขอเวลาเพิ่มอีกนิดได้ไหมครับเนาะအသေးစိတ်တိမ်စီးတယ်ဒါမှမဟုတ်အသေးစိတ်စုစည်းတယ်ဆိုရင်ဘယ်လိုပြောမလဲเก็บรายละเอียดเก็บတိမ်တီတိမ်စီးတီรายละเอียดဆိုတာကအသေးစိတ်လေးတွေကိုတိမ်စီးတယ်တခုခုတင်ယူတဲ့အခါမှာငါအသေးစိတ်တိမ်စီးမယ်အသေးစိတ်လိုက်ယူမယ်အဲ့လိုပုံစံပေါ့နော်เก็บรายละเอียดเก็บรายละเอียดเก็บรายละเอียดကျွန်တော်အပြည့်အဝလောက်ပြီးသွားပါပြီဆိုလို့ချင်တာကအလုပ်တစ်ခုကိုကျွန်တော်အားနဲ့အကုန်စိုက်ပြီးတော့မှထည့်လိုက်တယ်အပြည့်အဝလောက်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုဘယ်လိုပြောမလဲ
ผมทำเต็มที่แล้วครับผมจะหนอทำเต็มที่အပြည့်အဝကိုလုပ်ခဲ့ပြီးပြီแล้วครับပြီးသွားပြီပေါ့နော်ผมทำเต็มที่แล้วครับผมทำเต็มที่แล้วครับผมทำเต็มที่แล้วครับလောက်တာအရန်နဲ့ကောင်းတယ်ဒါကိုတထေးကချီကျူးတာပေါ့နော်မင်းလောက်တာအရန်နဲ့ကောင်းတယ်တကယ်ပဲကောင်းတယ်အဲ့ဒါဆိုရင်ทำได้ดีมากจริงๆทำได้ดีအကောင်းဆုံးလုပ်နိုင်ခဲ့တယ်มากအလွန်จริงๆတကယ်ပဲအကောင်းဆုံးလုပ်နိုင်ခဲ့တယ်အဲ့လိုပုံစံပေါ့နော်ทำได้ดีมากจริงๆทำได้ดีมากจริงๆทำได้ดีมากจริงๆကိုယ့်ရဲ့အလုပ်ထဲမှာကိုယ့်ရဲ့တထေးဒီလိုမျိုးချီကျူးတယ်ဆိုရင်တော့ဒါဂုံယူစရာပဲပေါ့နော်နောက်ဆိုရင်ယာထူးတွေလည်းပို့ပြီးတော့မှတိုးလာမှာဖြစ်ပါတယ်နည်းနည်းလေးကြော်ညာဝင်မှမယ်ထိုင်းစာကိုစနစ်တကျနဲ့အတန်တွဲပြီးတက်ချင်တယ်ဆိုရင် online တင်နေရှိပါတယ်ဆက်သွယ်ခဲ့လို့ရပါတယ်နော်နေ့စဉ်3အခြေခံထိုင်းစကားလုံးစာအုပ်လေးတွေလည်းရှိပါတယ်စာအုပ်ဝယ်လို့ရှိရင် clip video လည်းရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဆက်ပြီးသွားကြည့်ကြရအောင်အလောက်လောက်ရတာပိုပြီးလွယ်ဖို့အတွက်ဒါဆိုဘယ်လိုပြောမလဲနည်းနည်းလေးလိုက်စဉ်းစားကြည့်နော်เพื่อทำงานง่ายขึ้นเพื่อအတွက်ทำงานအလောက်လောက်တဲ့ง่ายขึ้นပိုပြီးတော့မှအလောက်လောက်ရတာလွယ်ကူဖို့အတွက်စကလုံးပြောတာပဲဖြစ်စေတခုခုကိုကလှုပ်လိုက်တယ်ဒါအလောက်လောက်တဲ့အခါမှာပိုပြီးတော့မှလွယ်ကူဖို့အတွက်ဆိုပြီးတော့မှပေါ့နော်เพื่อทำงานง่ายขึ้นเพื่อทำงานง่ายขึ้นเพื่อทำงานง่ายขึ้นအလုပ်ရဲ့ပန်းတိုင်ကကွက်လက်เป้าหมายในที่ทำงานคือเป้าหมายဆိုတာကပန်းတိုင်ในที่ทำงานအလုပ်ထဲမှာคือဆိုတာကပေါ့နော်ပြီးတော့မှကျွတ်အဲ့ဒါကကွက်လက်ဖြစ်တယ်အလုပ်ထဲမှာပန်းတိုင်ကကွက်လက်ဖြစ်ပါတယ်ကိုရဲ့လုပ်ငန်းပေါ့နော်ကိုရဲ့စက်ရုံထဲမှာအဲ့ဒီရဲ့စက်ရုံရဲ့ပန်းတိုင်ကဘာလဲအဲ့ဒီတစ်ခုနဲ့တစ်ခုတော့တူချင်မှတူပါပေါ့နော်အဲ့ဒါကွက်လက်ထဲမှာဖြည့်ပြီးတော့မှပြောလို့ရတယ်เป้าหมายในที่ทำงานคือเป้าหมายในที่ทำงานคือเป้าหมายในที่ทำงานคือဘာတွေအကူအညီပေးရမလဲมีอะไรให้ช่วยไหมคะมีอะไรဘာရှိတာလဲให้ช่วยကူညီတယ်ไหมคะဆိုမေးတာပေါ့နော်ဘာကူညီပေးရမှာလဲရှင်ကိုရဲ့စက်ရုံထဲမှာဒီလိုမျိုးသူများကိုလိုက်ပြီးကူညီပေးတတ်တယ်ဆိုလို့ရှိရင်လဲတနေ့ကိုအကူအညီလိုတဲ့အခါမှာလဲပဲကိုကိုကူညီမဲ့လူတွေကအစင်သင့်ရှိနေမှာပေါ့နော်ကိုကဘဒုအောင်မှလည်းမကူညီဘူးဆိုရင်တော့သူများကလည်းကိုကူညီဖို့အတွက်တော့နည်းနည်းခက်ခဲမှာပေါ့နော်အဲ့ဒီတော့ဒီစကားလုံးလေးတွေကိုမှတ်ထားစေချင်ပါတယ်ဒါမြများလေးပြောနိုင်မယ်ဆိုရင်လည်းကိုယ့်ရဲ့အသက်တာအတွက်ကောင်းတာပေါ့နော်มีอะไรให้ช่วยไหมคะมีอะไรให้ช่วยไหมครับมีอะไรให้ช่วยไหมคะအားလုံးโอเคတယ်ဒါပေမဲ့ဒါလေးပြုပြင်လိုက်ရင်ပိုကောင်းသွားမယ်ဒီတကြောင်တော့နည်းနည်းလေးရှိတယ်နော် comment ထဲမှာပြောထားတဲ့စမကြီးနည်းနည်းလေးလွယ်လွန်းသွားတယ်နည်းနည်းခက်တာလေးပေးပါလို့ပြောတဲ့အတွက်ဒါနည်းနည်းလေးရှိလေးလိုက်စဉ်းစားကြည့်မယ်နော်အားလုံးက okay တယ်ဒါပေမဲ့ဒီဟာလေးကိုပြုပြင်လိုက်ရင်ပိုကောင်းသွားမယ်ဆိုဘယ်လိုပြောမလဲโดยรวมโอเคแต่ปรับตรงนี้จะดีมากโดยรวมစုပေါင်းဒါမှမဟုတ်အားလုံးခြုံပြီးတော့မှကြည့်မယ်ဆိုရင် okay အင်္ဂလိပ်စကားနဲ့မွေးထားတယ် okay ပေါ့နော်แต่ဒါပေမဲ့ปรับตรงนี้ဒီနေရာမှာပြုပြင်လိုက်မယ်ဆိုရင်จะดีมากအရန်နဲ့ပိုကောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်โดยรวมโอเคแต่ปรับตรงนี้จะดีมากโดยรวมโอเคแต่ปรับตรงนี้จะดีมากအရန်ကောင်းတယ်very good ဘယ်လိုပြောမလဲเยี่ยมมากเลยတို့မဟုတ်ดีมากเลยဘယ်ဟာတုံးရတယ်နော်เยี่ยมဆိုတာတော့လက်မထောင်ပြပေါ့เยี่ยมมากเลยเยี่ยมมากเลยအဲ့လိုပေါ့နော်ကလေးတွေကိုပြောလို့ရှိရင်လည်းเยี่ยมมากဆိုတော့အရန်နဲ့တဘောကြတာပေါ့နော်เยี่ยมมากเลยเยี่ยมมากเลยเยี่ยมมากเลยဖြည်းဖြည်းစီလှုပ်သွားပါค่อยๆทำไปค่อยๆဆိုတာဖြည်းဖြည်းချင်းစီทำไปလှုပ်သွားလိုက်နော်ค่อยๆทำไปค่อยๆทำไปค่อยๆทำไปဘာတွေပြဿနာရှိတယ်လဲมีปัญหาอะไรบ้างมีปัญหาပြဿนาရှိတယ်อะไรบ้างဘာတွေလဲมีปัญหาอะไรบ้าง
มีปัญหาอะไรบ้างมีปัญหาอะไรบ้างနည်းနည်းလေးပြောပြလို့ရမလားเล่าให้ฟังหน่อยได้ไหมเล่าให้ฟังပြောပြသည်หน่อยได้ไหมရမလားနည်းနည်းလေးပြောပြလို့ရမလားเล่าให้ฟังหน่อยได้ไหมเล่าให้ฟังหน่อยได้ไหมเล่าให้ฟังหน่อยได้ไหมคะမိန်းကလေးဆိုคะလို့ထည့်ပေါ့နော်ယောက်ျားလေးဆိုရင် ครับ လို့ထည့်ပေါ့နော်အဲဆိုပို့ပြီးတော့မှယဉ်ကျေးမှာဖြစ်ပါတယ်မလွယ်ကူတဲ့ကိစ္စเป็นเรื่องไม่ง่ายเป็นเรื่องအကြောင်းအရာဖြစ်သည်ไม่ง่ายမလွယ်ကူဘူးမလွယ်ကူတဲ့အကြောင်းအရာတို့မဟုတ်မလွယ်ကူတဲ့ကိစ္စပေါ့နော်เป็นเรื่องไม่ง่ายเป็นเรื่องไม่ง่ายเป็นเรื่องไม่ง่ายအဲ့ဒီရဲ့အလုံးလောက်တာအိုးเป็นเรื่องที่ไม่ง่ายဆိုတော့လွယ်ကူတဲ့ဥစ္စာမဟုတ်ဘူးအဲ့လိုပြောလို့ရတာပေါ့နော် fighting ဒီစကားလုံးတော့ကြားဖို့မှထင်တယ်สู้นะสู้ဆိုတာကလက်လေးနှစ်ချောင်းထောင်ပြီးတော့မှสู้นะfighting ပေါ့နော်တိုက်ခိုက်လိုက်ချလိုက်အဲ့လိုပုံစံပေါ့နော်สู้นะပြဿနာတွေကြုံတွေ့လဲสู้นะเนาะအလုပ်ထဲမှာကိုယ့်ရဲ့အလုပ်အတူတူလုပ်တဲ့လူတွေနဲ့မတည့်ဘူးဆိုရင်လဲสู้นะပေါ့နော်fighting ပါလို့ပြောတာပေါ့နော်ဒုတွေအတူတူဖြတ်တန်းသွားကြမယ်เราจะผ่านไปด้วยกันเราจะผ่านไปဒုတွေဖြတ်တန်းသွားမယ်ด้วยกันအတူတူဒုတွေအတူတူဖြတ်တန်းသွားမယ်ဒါကတော့အလုပ်ရှင်နဲ့အလုပ်သမားနဲ့ဒီစကားလုံးပြောဖြစ်ချင်မှပြောဖြစ်မှာဒါပေမဲ့အလုပ်သမားချင်းချင်းတော့ပြောဖြစ်လောက်တယ်ပေါ့နော်เราจะผ่านไปด้วยกันเราจะผ่านไปด้วยกันเราจะผ่านไปด้วยกันသူကကိုမကောင်းကြံပြီးပြောတယ်เขาใส่ร้ายเขาตู่ใส่ร้ายဆိုတာကမကောင်းကြံပြီးပြောတာเนาะမဟုတ်မမှန်မဲနဲ့ရှောက်ပြောတယ်မကောင်းကြံပြီးပြောတယ်เขาใส่ร้ายเขาใส่ร้ายเขาใส่ร้ายသူအမှန်ပြောတာမဟုတ်ဘူးเขาพูดไม่จริงเขาพูดသူပြောသည်ไม่จริงမမှန်ဘူးသူပြောတာမမှန်ဘူးသူအမှန်ပြောတာမဟုတ်ဘူးအဲ့လိုလဲအဓိပ္ပာယ်ကောက်လို့ရတယ်เขาพูดไม่จริงเขาพูดไม่จริงเขาพูดไม่จริงနောက်တစ်ခုထပ်သွားမယ် तू ကလိန်တယ် तू လိန်တယ်เขาพูดโกหกเขาพูด तू ပြောသည်โกหกဆိုတာလိန်လဲသည်ပေါ့နော်เขาพูดโกหกเขาพูดโกหกเขาพูดโกหกစီလုံးညီညွတ်သည်มีความสามัคคีมีความဆိုတာကတော့အရာရှိသည်สามัคคีဆိုတာကစီလုံးညီညွတ်တယ်စီလုံးညီညွတ်မှုရှိတယ်เนาะมีความสามัคคีมีความสามัคคีมีความสามัคคีတယောက်နဲ့တယောက်ကူညီဖေးမတယ်ช่วยเหลือซึ่งกันและกันဟိုအရှိမတခုပါရပြီးรวมด้วยช่วยกันလို့ပြောလိုက်ရတယ်ဒီစကားလုံးဒီအနောက်ဆုံးကစကားလုံးပြောလိုက်ရတယ်အချင်းချင်းကူညီမဆကြတယ်အချင်းချင်းကူညီဖေးမတယ်ပေါ့နော်ช่วยเหลือซึ่งกันและกันช่วยเหลือကူညီသည်ซึ่งกันและกันတဦးအပေါ်တဦးကိုတဦးเนาะကူညီဖေးမတယ်ช่วยเหลือซึ่งกันและกันช่วยเหลือซึ่งกันและกันช่วยเหลือซึ่งกันและกันကျွန်တော်အကူအညီလိုအပ်တယ်ผมต้องการความช่วยเหลือผมต้องการความช่วยเหลือကျွန်တော်အကုန်လုံးကိုနားထောင်ပြီးတယ်ผมรับฟังทุกอย่างผมรับฟังทุกอย่างကိစ္စတစ်ခုခုရှိရင်ပြောပါมีอะไรก็บอกได้มีอะไรก็บอกได้ဒီနေ့လုပ်ရမယ့်လုပ်ငานที่ต้องทำวันนี้งานที่ต้องทำวันนี้အခြေအနေပဲအထိတိုးတက်သွားပြီလဲคืบหน้าไปถึงไหนแล้วคืบหน้าไปถึงไหนแล้วด้วยจงย่าได้พิจารณาปัญหาที่เจอปัญหาที่เจอพิจารณาဖြေရှင်းတဲ့နည်းလမ်းวิธีแก้ปัญหาวิธีแก้ปัญหาအမြန်လိုလုပ်ငန်းงานด่วนงานด่วน
ตุยอคอพอบย่าแดแสดงความคิดเห็นแสดงความคิดเห็นซีวีคอแดเรียกประชุมเรียกประชุมนี้สเนอตายไลเล่าแดทำตามกฎเกณฑ์ทำตามกฎเกณฑ์ซีแกนชีแดมีวินัยมีวินัยอันแยนเล่ายาแม่เล่างะงานเร่งงานเร่งกาสแตมากะอโลชีเดลูกค้าต้องการลูกค้าต้องการอตุ้ยอจงวีมย่าเดแชร์ประสบการณ์แชร์ประสบการณ์จวนเจมมู่ด้วยวีมย่าเดแนะนำทักษะแนะนำทักษะกาเจโลลารานอกจ่าเดรถติดเลยมาช้ารถติดเลยมาช้าไปแยบแปรตัวมาเลยวันหยุดไปไหนดีวันหยุดไปไหนดีเดบอลเวเรเข้าใจผิดเข้าใจผิดอธิกาอาจารย์เยงกาบาแลเหตุผลหลักคืออะไรเหตุผลหลักคืออะไรมีแยะเปียวเยเรกล้าถามกล้าพูดกล้าถามกล้าพูดปีซีตัวปีละเรียบร้อยหรือยังเรียบร้อยหรือยังตะเย้าโกตะเย้ากูญีเพมาเรร่วมด้วยช่วยกันร่วมด้วยช่วยกันอแตมมาแจยะห้ามเสียงดังห้ามเสียงดังและไก่พงตรงควิมมาปิวห้ามใช้มือถือห้ามใช้มือถือมันแนบแชมปีแม่โลข้าแม่ยาเรคาดว่าจะเสร็จพรุ่งนี้คาดว่าจะเสร็จพรุ่งนี้กังสั่งเปียวเรอตายไล่เล่าแดผมทำตามที่หัวหน้าบอกผมทำตามที่หัวหน้าบอกอาจารย์แยมปีบ่าองลาช่วยแนะนำหน่อยได้ไหมคะช่วยแนะนำหน่อยได้ไหมคะบาโดยทับปีอโลชีตีและคำยะต้องการอะไรเพิ่มไหมครับต้องการอะไรเพิ่มไหมครับมาทาลุยาเรอเม่งปีทาลุยาเรสั่งมาได้เลยครับสั่งมาได้เลยครับอเชยเนเนทับปีลุยามาลาขอเวลาเพิ่มอีกนิดได้ไหมคะขอเวลาเพิ่มอีกนิดได้ไหมคะอเตซีด้วยเต็งซีเดเก็บรายละเอียดเก็บรายละเอียดจะนออพี่อวะเล่าแค่บีผมทำเต็มที่แล้วผมทำเต็มที่แล้วเล่าด่าอแย้งเกาแน่ทำได้ดีมากจริงๆทำได้ดีมากจริงๆเล่ายาระปูบีลวยผู้อจวะเพื่อทำงานง่ายขึ้นเพื่อทำงานง่ายขึ้นเล่าแย่ปันด่านกะเป้าหมายในที่ทำงานคือเป้าหมายในที่ทำงานคือปากูญีเปยามาแลมีอะไรให้ช่วยไหมคะมีอะไรให้ช่วยไหมครับอาลงโอเคเดดาบิแม่ดีนียาลีเปลี่ยนไล่ยิมโปเกาแม่โดยรวมโอเคแต่ปรับตรงนี้จะดีมากโดยรวมโอเคแต่ปรับตรงนี้จะดีมากแย้งเก้าแน่เยี่ยมมากเลยเยี่ยมมากเลยชิดชิ้นสีเล่าตัวบาค่อยๆทำไปค่อยๆทำไปบาพิจารณาเรชีแลมีปัญหาอะไรบ้างมีปัญหาอะไรบ้างแน่ๆเปียวจาโลยามาลาเล่าให้ฟังหน่อยได้ไหมเล่าให้ฟังหน่อยได้ไหมรวยได้เกษามาฮูบูเป็นเรื่องไม่ง่ายเป็นเรื่องไม่ง่ายfighting สู้ๆนะสู้ๆนะดูด้วยอดูพชะแตนจ้าแม่เราจะผ่านไปด้วยกันเราจะผ่านไปด้วยกันมาก้าวแจ่มปีเปียวเรเขาใส่ร้ายเขาใส่ร้ายตูอแมอตายมาเปียวบู
เขาพูดไม่จริงเขาพูดไม่จริงตูเลงเปียวเรเขาพูดโกหกเขาพูดโกหกซีโลงหมู่ရှိတယ်มีความสามัคคีมีความสามัคคีตะเย้าနဲ့ตะเย้ากูညီဖေးမတယ်ช่วยเหลือซึ่งกันและกันช่วยเหลือซึ่งกันและกันအဲ့ဒီတော့မိမိရဲ့အလုပ်ထဲမှာအဆင်ပြေကြပါစေတထေးနဲ့လည်းအဆင်ပြေပါစေအလုပ်အတူတူလုပ်တဲ့လူတွေနဲ့လည်းအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်နော်ဒီစကားလုံးလေးတွေကမိမိရဲ့အလုပ်ထဲမှာတကယ်ပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အိယာဝင်ခါနီးဖြစ်စေအလုပ်လုပ်နေရင်ပေါ့နော်အိမ်အလုပ်လုပ်တယ်ဆိုရင်လည်းပကံစီးရင်တကယ်လို့ဆက်ယုံမှာဆိုရင်လည်းဆက်ချုပ်တယ်ဆိုပါဆိုဆက်ချုပ်ရင်အဲ့လိုနှစ်ချက်လေးနဲ့နားထောင်ခွင့်ရှိတယ်ဆိုရင်လည်းအဲ့လိုလေးနားထောင်ပြီးတော့မှလေးလာသွားမယ်ဆိုရင်ထိုင်းစကားကမခက်တော့ပါဘူးเนาะအားလုံးအဆင်ပြေကြပါစေဒီ clip လေးကြိုရှိမယ်ဆိုရင် like and share လေးလုပ်ပေးပါ subscribe လေးလည်းလုပ်ထားပါသင်စီချင်တဲ့အရာလေးတွေကိုထပ်ပြီး comment ပေးခဲ့လို့ရပါတယ်ထိုင်းစာကိုစနစ်တကျနဲ့အတန်ထွက်ပြီးတက်ချင်တယ်ဆိုရင် online သင်တန်းရှိပါတယ်ဆက်သွယ်ခဲ့လို့ရပါတယ်เนาะဒီနေ့အတွက်စวัสดีค่ะ